Daga digne Peru Chiniva Israel not a Takai Mule Chipale. Tilo Takai Polo Api, Israel Pidrine, Longoego, change on it, Iran a bomba, Hezbollah Rego, Chimon Bolo, Israel got pure Sobale. Kabaga, Iran Penagwego, Ion Sine Jema, Israel got Lebanon go, Pientans on Takai Pare. Iran go, American Israel got Sipwest and Regima. Hezbollah ကတိုက်ခိုက်လာတာကိုအကြောင်းပြချက်ပေးပါတယ်။တကယ်တမ်းတော့ Israel ဟာ2024အပြစ်ခတ်ရဲစရေးသဘောတူညီချက်ရပြီးကတည်းကနေ့စဉ်လိုလိုလက်ဘနွန်ကိုလေကြောင်းတိုက်ခိုက်မှုတွေအကြိမ်ကြိမ်လုပ်ခဲ့တာဖြစ်ပါတယ်။ပြောင်းလဲသွားတာကတော့ပြင်းထန်မှုပါပဲ။ဒါကနယ်စပ်ကိုဥတီနေတဲ့အင်အားဖြစ်တင်မှုတွေပါ။ Israel ဟာဂါဇာနီးဗျူဟာကိုသုံးပြီးလက်ဘနွန်တောင်ပိုင်းကိုကျူးကျော်သိမ်းပိုက်ဖို့စစ်အင်အားပုံမှုဖြစ်တင်စေလွှတ်လိုက်တာလည်းဖြစ်ပါတယ်။ Rafa နဲ့ပိတ်ခါနုံမှာလိုပဲမြောက်ပိုင်းကအစ္စရေးပြည်သူတွေအတွက်နေဆက်ကချင်းချမှုတွေကိုအပြီးတိုင်ဖယ်ရှားဖို့ဆိုရင်လက်ဘနွန်နယ်ဆက်ကရွာတွေနဲ့အိမ်တွေအားလုံးကိုဖြိုဖျက်ရမှာဖြစ်ပါတယ် Ambassadors, Excellencies. လက်ဘနွန်တောင်ပိုင်းမှာကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်3ယောက်တပ်ဖြတ်ခံမှုအတွက်နယူးယောက်မြို့ကဌာနချုပ်မှာပြစ်တင်ရှုံချခဲ့ပြီးလူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကြက်တဲကပ်ပေကြီးဆိုက်ရောက်လာမှာကိုလည်းဆိုရနေကြပါတယ် In Lebanon, more than 1.1 လက်ဘနွန်မှာပြီးခဲ့တဲ့၄ဘက်အတွင်းကလေး3,900,000ကျော်အပါအဝင်လူပေါင်း1.3တန်းကျော်အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါတယ်။ပြီးခဲ့တဲ့တလအတွင်းမှာလူပေါင်း2သိန်းကျော်ဟာစီးရီးယားတဲကိုဖျက်ကျော်ဝင်ရောက်လာခဲ့ကြပါတယ်။နေအိမ်တွေကနေအာရမစွန့်ခွာရမှုတန်ရာတစ်ခုလည်းပေါ်ပေါက်လာနေပါတယ်။ဒီလိုအိုးမဲ့အိမ်မဲ့ဖြစ်မှုကအထူးသဖြင့်လူဦးရေထူထပ်ပြီးသူတို့နေရမဟုတ်တဲ့ဒေသတွေမှာနေထိုင်ကြတဲ့အမျိုးသမီးတွေနဲ့မိန်းကလေးငယ်တွေအတွက်အန္တရာယ်တွေပိုဖြစ်စေပါတယ်။ settings. အိုးအိမ်ဆွန့်ခွာထွက်ပြေးခဲ့ရသူတွေဟာလက်ဘနွန်ရဲ့လမ်းတွေပေါ်မှာနေထိုင်နေရပါတယ်။ပျက်စီးလူနှိပါဖြစ်နေတဲ့လက်ဘနွန်အနေနဲ့အိုးမဲ့အိမ်မဲ့လူများပြားကိုကျွေးမွေးဖို့ဒါမှမဟုတ်နေရာထိုင်ခင်းပေးဖို့မတတ်နိုင်ပါဘူး။အသက်12နှစ်အရွယ်ဆီးရီးယားမင်းကလေးနာရီမတ်အီဆာဟာအတော်နဲ့အတူခိုလိုနေပါတယ်။လွန်ခဲ့တဲ့နှစ်ပတ်ကဘေရွတ်တောင်ပိုင်းမှာရှိတဲ့သူတို့ရဲ့အိမ်ကိုအစ္စရေးကဖျက်ဆီးစဉ်မှာသူ့ရဲ့မိဘတွေအကိုနှစ်ယောက်နဲ့အမတို့အသက်ဖြတ်ခံခဲ့ရပါတယ်။ كنت عند خالتي ကျမကအတော်နဲ့အတူရှိနေတော့တိုက်ခိုက်တန်ကိုကြားလိုက်ရတယ်။အမေတို့အိမ်ကိုတွားရအောင်လို့အတော့ကိုပြောလိုက်တယ်။ကျမတို့ရောက်သွားတော့အပြက်စီးတွေအောက်မှာအဖေနဲ့မေကိုတွေ့ရတာပဲ။ကြောင်းပြန်တက်နိုင်ဖို့လည်းမျှော်လင့်ပါတယ်။တငယ်ချင်းတွေနဲ့လည်းပြန်ကစားနိုင်ပြီးအရင်လိုပြန်ဖြစ်ဖို့မျှော်လင့်တယ်။အခုတော့တိတ်ရုပ်ဆိုးတယ်။ပိုပြီးလှပလာဖို့မျှော်လင့်ရတာပါပဲ။ လက်ဘနွန်ဂျက်တန်နဲ့အစ္စရေးရဲ့တိုက်ခိုက်မှုကြောင့်အီရန်ရဲ့မဟာမိတ် Hezbollah အပေါ်ကိုလူထောက်ခံမှုမြင့်တက်လာစေတယ်လို့တန်တမန်ရင်းမြစ်တစ်ခုကပြောပါတယ်။ Israel ဟာလက်ဘနွန်ကိုတပ်ဖြတ်နေတာလို့လည်းအဲ့ဒီတန်တမန်ကပြောဆိုပါတယ်ခင်ဗျာ။